fuck ဒါတော့လုံနေကြအလုတ်ပဲ yes အားမလားနိုင်သားရဲ့အဓိကကြတဲ့အလုပ်တစ်ခုကဒီထင်းနေတဲ့အလုပ်ပေါ့နော်စောက်ပြဿနာပဲကွာအယာ what the fuck ဘလတိုင်းဒေးတွေပါကိုနဲ့မသက်ဆိုင်တော့ကိုနဲ့သက်ဆိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်ရမယ်တော်6နေပြီကျွန်တော်တင်ကိုတင်ရမယ့်ရာသီဖြစ်နေတယ်ကွာ2လပိုင်းကုန်ဟန်နီးပေါ့နော်2လပိုင်းလားလေပေါ့ဒါကျွန်တော်1လပိုင်းကလေးတင်ရမှာ1လပိုင်းနဲ့2လပိုင်းကြားမှာကျွန်တော်တင်ရမှာအဲ့ဒါကိုကျွန်တော်ခုမှတောက်တင်တာဆိုတော့အရင်ကြီးတော့နောက်မကြသေးဘူးပေါ့နော်ပြီးတော့မှီသေးတယ်အဲ့ဒါမို့ဘလတိုင်းဒေးတွေပါကိုနဲ့မသက်ဆိုင်တော့ကိုနဲ့သက်ဆိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်ရမယ်အားမလားနိုင်သားရဲ့အဓိကကြတဲ့အလုပ်တစ်ခုကဒီထင်းနေတဲ့အလုပ်ပေါ့နော်ထင်းတင်တဲ့အလုပ်ကအဓိကကြရတယ်ကျွန်တော်နွားနဲ့တင်မယ်ဆိုရင်ကျွန်တော်တလန်6ပေပတ်လဲပေါ့နော်တလန်6ပေပတ်လဲတသိန်းပေးရတယ်ကို့ဟာနဲ့ကိုစီတဲ့ကိုတင်ရင်ကိုလောက်အားနဲ့ကိုတင်ရင်ဒီကောင်ကစီကစက်ကစ်ဘူးတဘူးပေါ့နော်1လီတာခွဲပဲကုန်မယ်ဒီတလန်ခွဲပေါ့နော်ဒီတလန်ခွဲကိုကျွန်တော်နေကုန်တင်ရမယ်အဲ့ဒါတင်ရင်ကျွန်တော်တို့စီတဘူးခွဲပဲကုန်မယ်6ခေါက်9ခေါက်လောက်ပြေးရင်တော့တလန်တော့ရောက်တယ်ပေါ့နော်ဒီကောင်ကနွားတကောင်စားပဲဒီဆိုင်ကတစည်းစားတော့နွားတကောင်ကြော်စားပေါ့နွားတကောင်ကြော်စားနိုင်တဲ့တက်ကြောင်မလို့တက်လန်ကခဏလေးပဲပြီးတယ်နွားနဲ့မတင်တော့ဘူးလူနဲ့ပဲတင်တော့မယ်ဆိုင်ကနဲ့ပဲတင်တော့မယ်ဒါတော့ထုံးစံတိုင်းကျွန်တော်ရဲ့ကျေးဇူးရှင်ပေါ့နော်ဒီဘဲရတော့ဒါကတော့အရှိရဦးလေးစီညားပြီးတော့ယူသုံးထားတာပေါ့နော်အဲ့ဒါပါပဲကျွန်တော်ရဲ့တောင်းဘလောက်နိုင်နာတွေရဲ့အဓိကကြားတဲ့နောက်ထပ်အလုပ်တစ်ခုပါထင်းတင်တဲ့အလုပ်ပါထင်းကဲ့တဲ့အလုပ်ပေါ့နော်ထင်းတိုက်တဲ့အလုပ်ပေါ့နော်ဗမာလိုပြောရင်ထင်းတိုက်တာပေါ့နော်ထင်းတိုက်ပြီးတော့ဒီကထင်းကိုယူပြီးတော့အိမ်ကိုပြန်ပို့မှာဒါလောက်ပဲခဏနေကျွန်တော်ဘယ်လိုတင်လဲဆိုကျွန်တော်ပြန်ပြရတော့နော်ဒီမှာတွေ့ကြတော့တင်ပြီးသွားတဲ့အနေထားပေါ့နော်ဒါတင်ပြီးသွားတဲ့အနေထားဖြစ်တယ်ဒီစကေးနဲ့အဲ့လမ်းကိုတက်လို့ရမလားမသိဘူးပေါ့နော်စမ်းတော့စမ်းကြည့်မယ်ပေါ့ပထမတစ်ခေါက်ပေါ့နော်ဆိုင်ငယ်တက်နိုင်မလားမတက်နိုင်ဘူးလားဆိုတော့ကျွန်တော်စမ်းကြည့်မယ်တက်နိုင်ရင်တော့ဒီထက်များများပို့တင်မယ်ဘယ်လိုဆယ်လမ်းခီးအခြေအနေဘယ်လိုရှိလဲကျွန်တော်တို့မောင်းရတဲ့လမ်းကဘယ်လိုရှိလဲဆိုတော့တစ်ချက်လက်ကြည့်ပေးပါအောင်အားလုံးကျေးဇူးတင်ပါတယ်ဆိုင်ကတင်ထားတဲ့ကိုပူပြီးတော့ပြင်းနေတယ်တင်လာတာဟာနည်းနည်းနဲနေတယ်လို့ပဲနောက်ခေါက်မှပဲကျွန်တော်အပြည့်တင်လိုက်တော့မယ်လို့ဆိုသွားလိုက်တော့မယ်နည်းရတယ်လည်းတော့Yo, sudah beri nama, kamu? Kami syak dah kerja lalu ni, syak kerja lalu ya, bos. Oh mana? Syak bi. Apa? Kalau saya dah cakap dah be, masuk warna awak mati. Nama ni ya, masih sinya di dok, kena. ဒီမှာရှိမှခဏချထားတော့မယ်နော်ကပ်ဒီတဲ့ကပ်လည်းဆိုဒီခမောကပ်အားနေတာအလောနန်ဟဲ့ဟောက်တို့
这不是干这个呀？别靠近，这别靠。晒花也，那开来花也。